တင်ငယ်ချင်းများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုဒီပန်းပွင့်ထိုးလေးကိုကျွန်တော်ထိုးပြပေးပါမယ်နော်အရင်ဆုံးဖွင့်ပြီးထိုးဖို့ကွင်းလေးလောက်မယ်နော်အဲ့ဒါပြီးလို့ဆိုရင်ဒီမှာဖွင့်ပြီးလေးကထိုးမယ်နော်1 2 3 4အဲ့ဒါပြီးအမှရစ်မယ်ပထမဦးဆုံးထိုးခဲ့တဲ့ဖွင့်ပြီးပေါက်လေးထဲမှာအပ်ထည့်ပြီးတော့ဒီမှာဆွဲတင်မယ်ဆွဲတင်ပြီးဒီမှာချီရစ်မယ်ရစ်ပြီးရင်ဒီမှာနောက်တစ်ခါနှစ်တိုင်တိုင်၄တိုင်ထိုးမယ်နော်၃တိုင်၄တိုင်နော်တိုင်၄တိုင်ထိုးပြီးရင်ကျွန်တော်တို့ဒီမှာချက်ကော့နဲ့ချိန်မယ်နော်ပထမဦးဆုံးထိုးခဲ့တဲ့ဖုန်မီ၃ခုထိတ်မှာချက်ကော့နဲ့ချိန်မယ်ပြီးရင်တစ်ခါဖုန်မီ၃က1 2 3ဖုန်မီ၃ကထိုးပြီးဒီပေါက်လေးထဲမှာပဲတစ်ခါချက်ကွန်နဲ့ချိန်မယ်နော်ကြီးသားလေးပဲတင်လိုက်မယ်နော်ဒါပြီးလို့ဆိုရင်ဒီမှာခုနကျွန်တော်တို့နောက်တစ်ခါပေါ့နော်ဒီအပေါက်ထဲမှာတစ်ခါထပ်ထည့်လိုက်မယ်နော်ထည့်ရင်ဒီမှာနှစ်ပင်ရိုက်သူဆွဲလိုက်မယ်နော်ဒါဆိုလို့ဆိုရင်အောက်ကအဖူးလေးပေါ့နော်ဒီအဖူးလေးဒီဖူးလေးဖြစ်ပြီပေါ့နော်အဲ့ဖူးလေးဖြစ်ပြီဆိုရင်တစ်ခါဖုန်မီ၃ကထိုးမယ်1 2 3ဒါကတော့ဟိုချိတ်ဖို့တော့ဖုန်မီ၃ကနော်နောက်တစ်ခါဖုန်မီ၄ကထိုးမယ်နော်1 2 3 4နော်၄ကထိုးပြီးသွားရင်ဒီမှာအမှရင်မယ်ခုနလိုပဲအဖူးလေးတစ်ခါပြန်လုပ်မယ်နော်နေတော့လေးအဲ့ဒါပြီးရင်တစ်ခါခုနလိုလေးပဲနော်ချိန်မယ်နော်ချက်ကောနဲ့မှာချိတ်ပြီးသွားရင်ဖူမီတော့က1 2 3အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီမှာတစ်ခါပြန်ပြီးတော့ချိတ်မယ်နော်ဒါပြီးလို့ဆိုရင်ကကြီးလေးနဲ့ညှပ်ပြလိုက်မယ်နော်ဒါဆိုရင်အဖူးလေးရပြီပါနော်ခြေသားလေးကိုတစ်ခါတည်းတင်လိုက်မယ်နော်အတန်နေနဲ့စူညံတဲ့အတွက်လည်းနည်းနည်းနားလဲပေးပါနော်တီးခံပေးပါနော်တရားနဲ့ရောက်ခြီထိုးတာတွေဟိုအတ္တိနဲ့အဆိုင်သုံးတဲ့အဆိုင်နဲ့ပေါ့နော်ခြီနဲ့မတူညီတဲ့အတွက်ကိုကြိုက်နေတက်ရခြီနဲ့ပေါ့နော်ကြိုက်နေတက်ရအကိုထိုးလို့ရပါနော်ဘယ်ဟာပဲဖြစ်တူတူပါပဲနော်ထိုးတာရင်ကတော့တူတူပဲပေါ့နော်ကိုနေရာဒေသရင်မတူတဲ့အတွက်ပေါ့နော်သူများဒါထိုးလို့ဒါဆိုပြီးတော့ဟိုလိုက်မထိုးနဲ့ပေါ့နော်ကိုချီတဲ့ခြီနဲ့အဆင်ပြေမဲ့ခြီလေးနဲ့ထိုးလို့ရပါတယ်နော်ဒီမှာဒါဆိုလို့ဆိုရင်အဖူးလေးရရင်နောက်ကျွန်တော်ခြီအဖြူလေးဆက်မယ်နော်ပြီးရင်ဒီမှာချိတ်မယ်နော်အဲ့ဒါပြီးဒီမှာခြေသားလေးခောက်လိုက်မယ်နော်ခြေသားလေးကိုခောက်မယ်ပြီးရင်ဖုန်မီ၃က2 3ဖုန်မီ၃ကထိုးပြီးအမှရစ်မယ်ရစ်ပြီးကျွန်တော်တို့ခုနကတော့ထိုးခဲ့တဲ့၅ခုမြောက်ပေါ့နော်၅တိုင်းထိုးမယ်2 3 4 5ဒီမှာတစ်ခုထိုးမယ်9တိုင်နော်9တိုင်တီးပြီဆိုလို့ဆိုရင်ဒီမှာခုနတိုင်ထိတ်လေးမှာချိန်မယ်ဒီမှာတိုင်ထိတ်လေးမှာချိန်ပြီးသွားဆိုရင်တခါဖုန်မီ3က1 2 3ဖုန်မီ3ကထိုးပြီးအမှရစ်မယ်ရစ်ပြီးကျွန်တော်တို့ဒီမှာတပေါက်ထဲမှာတိုင်ချီ2တိုင်ထိုးမယ်နော်ဒါနဲ့ဆို2တိုင်အားလုံးပေါင်း3တိုင်ထိုးမယ်နော်ဒီမှာတပေါက်ထဲမှာတတိုင်း3တိုင်းနော်3တိုင်းပြီးဖွင့်ပြီး1 2 3မှာဖွင့်ပြီး3ကထိုးပြီးပါရင်နော်ဖွင့်ပြီး3ကထိုးပြီးပါရင်ဒီမှာချိန်မယ်နော်တပေါက်ထဲမှာပဲချိန်တယ်နော်နောက်တစ်ခါနောက်တစ်ပေါက်မှာတစ်ခါအဝင်မယ်ဝင်ပြီးလို့တင်ချက်ကော်လေးနဲ့ချိန်မယ်နော်အဲ့ဒါပြီးဖွင့်ပြီး3က1 2 3ဖွင့်ပြီး3ကထိုးပြီးပါရင်သူအမှရစ်မယ်ရစ်ပြီးလို့ဆိုရင်တစ်ခါတတိုင်း
နှစ်တိုင်းအဲ့ဒါပြီးရင်ဖွင့်ပြီး3ကမနော်အဲ့လိုမျိုးလေးအကုန်လုံးပွင့်ဖက်5ခုရအောင်ထိုးမယ်နော်ဒီမှာနော်ကျွန်တော်တို့ဒီမှာပွင့်ဖက်လေး5ခုပေါ့နော်ပြည်ပြီဒီနေ့တော့ကြည့်ပြီဆိုရင်ဒီမှာတပေါက်ထဲမှာပဲနော်တပေါက်ထဲမှာပဲပွင့်ဖက်လေးတွေထိုးရတာပေါ့နော်အဲ့ပြီးရင်ကကြီးနဲ့ညှက်ဖြတ်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာခြိသားလေးကိုတိမ့်မယ်နော်ဗီဒီယိုရှင်တင်ပြရမှာကြောက်လို့နော်ကျွန်တော်ဒီမှာဒီလောက်ပဲကျွန်တော်ပြပြမယ်နော်ဟိုဒါလေးပွင့်ဖက်တစ်ခုပေါ့ဒီဘက်မှာလည်းအဲ့လိုပွင့်ဖက်လေးတစ်ခုထပ်ထိုးရမယ်ဒီမှာကျွန်တော်အပွင့်သက်နေလေးကိုပေါ့နော်ဒီမှာချိတ်မယ်ဒါတော့ကျွန်တော်ထိုးထားယူရည်မို့လို့ပေါ့နော်နောက်ကြားဆိုကျွန်တော်ပြမယ်ဒီမှာချိတ်မယ်ဒီမှာပွင့်ဖက်လေးချိတ်မယ်ချိတ်ပြီးပါရင်နော်ချိတ်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါပြီးလို့ရှိရင်ဖုမီဖဲကထိုးမယ်နော်1 2 3 4 5 6 9 10 10နော်ဒီမှာဖုမီဆဲကထိုးပြီးလို့ဆိုရင်ဒီမှာပန်းပွင့်လေးနဲ့ဒီမှာချိတ်မယ်နော်ဖုမီဆဲကပန်းပွင့်လေးချိတ်မယ်ဖုမီဆဲကပန်းပွင့်လေးချိတ်မယ်အဲ့ဒါလေးကိုမှကိုလူချင်းတလောက်ထိုးလို့ရပါတယ်နော်အစီအပြေကြပါသေးနော်